ရှေ့ရတော့ဒီတိုင်းမှာပဲအားလုံးလည်းသိပါတယ်အဲ့တိုင်းမှာပဲအေးဆေးပါပဲပြီးတော့ခြေနေကအဲ့လိုမျိုးမတူတဲ့တွေးသားချင်းမတော်ဆက်တဲ့လူနှစ်ယောက်ချစ်ကြပြီဆိုတဲ့အတိုင်းဒီအတိုင်းရန်ဖြစ်တယ်ပြန်ချစ်တယ်ရန်ဖြစ်တယ်ပြန်ချစ်တယ်အစဉ်ပြေသွားတယ်ဒါပါပဲတာမယ်သမီးသားဆောင်တွဲတွေလို့ပါပဲကျွန်တော်ပေါ်ရလဲဒါပါပဲဒီလိုပဲပေါ့ရင်းနေရလဲရင်းကြီးနေချားပါပြီပြီးတော့အခုလည်းအဲ့လိုမျိုးပြန်ပြီးတော့လက်တွဲပြတယ်ဒီလောက်ပါပဲကျွန်တော်အဲ့ဒါကြီးကိုဘယ်ကနေစကလုံးကိုကျွန်တော်ထုတ်ပြီးတော့ပြောပြမှန်းလဲကျွန်တော်မပြောပြတတ်ဘူးအဲ့လောက်ကြီးကျွန်တော်ညံမမိဘူးအမှန်တမ်းပြောရင်ကျွန်တော်အဲ့အကြီးနဲ့ပတ်သက်ပြီးတော့ online ဟာတွေနဲ့ပတ်သက်ပြီးကျွန်တော်တိတ်မခံစားပြစ်တော့တာကြာပြီးတော့မခံစားတတ်တော့ကျွန်တော်ဘယ်လိုမှလည်းမခံစားဘူးလေဘာလို့ဆိုတော့ဒါကြီးကဖြစ်နေဦးမယ်အရာကြီးပဲရန်ဖြစ်တော့ unfriend ဖြစ်သွားတယ်ပြီးပြန်ပြီး friend ပြန်ဖြစ်အဲ့ဒါပဲဒါလည်းကျွန်တော်လည်းမြင်မှုနေကြတခြားလူတွေလည်းမြင်မှုနေကြကိစ္စဖြစ်တယ်လို့ကျွန်တော်တော့ဘာမှတော့မခံစားဘူးတစ်ဖက်သားကိုတော့ကျွန်တော်လိုမျိုးကြီးသွားပြီးတော့ဒါဒီလိုမဖြစ်ချင်လို့ဒါလိုအကြောင်းမှာဒါမျိုးဖြစ်ခဲ့ဘူးလို့အဲ့လိုမျိုးကြီးခေါင်းစဉ်နေနဲ့အဲ့လိုမျိုးတွားထိန်းချုပ်တာတွေချုပ်ချယ်တာတွေကျွန်တော်မလုပ်ပါဘူးကျွန်တော်ပဲပြင်လိုက်ပါတယ်ကျွန်တော်အဲ့ကြောင့်ကိုပဲကျွန်တော်ပြင်တယ်ကျွန်တော်သူများကိုပြင်လို့မရဘူးဆိုတော့ကျွန်တော်သိရအလူဖွဲ့စီတစ်ခုခုတစ်စုံတစ်ယောက်ကိုကျွန်တော်ပြင်ဆင်လို့မရဘူးကျွန်တော်ကိုကျွန်တော်ပြင်ရမယ်ဆိုတော့ကျွန်တော်သိရကိုပဲကျွန်တော်ပြင်တယ်တစ်ဖက်သားပုံမှာတော့အဲ့လိုမျိုးတော့မရှိပါဘူးကျွန်တော်တို့6လပြည့်ခဲ့ပြီပါပြောပါတယ်ဒါရိုးသားပြောတာပြောပါတယ်ကျွန်တော်တို့ကတငယ်ချင်းဆိုလဲဟုတ်တယ်မိသားစုဆိုလဲဟုတ်တယ်သမီးသားဆိုလဲဟုတ်တယ်ကျွန်တော်အဲ့လိုမျိုးပဲနေပါတယ်တငယ်ချင်းတယောက်လို့လည်းဖြတ်တန်းလို့ရအောင်ကျွန်တော်ဖန်တီးပါတယ်ချိုးပရိသတ်တွေကတီးပါတယ်တီးတယ်ကျွန်တော်လည်းပြောပြစရာမလိုဘူးထင်တော့ပါဒါကလည်းအခုပြောပြရဲဆိုတာကလည်းဒီစကားကြုံရင်းနဲ့ကျွန်တော်ဘာမှဒါဖုံးခွဲထားကြရဘာမှမရှိရတော့ကျွန်တော်ပြောပြလိုက်တာကျွန်တော် Facebook တွေ online တွေပေါ်မှာအဲ့လိုမျိုးအများကြီးတော့မပြောပြချင်ဘူးဘယ်လိုပြောမလဲကျွန်တော်ဒီတိုင်းလေးပဲနေချင်တယ်ပရိသတ်တွေအားပေးရလဲဒီတိုင်းလေးပဲဖြစ်ဒီတိုင်းလေးပဲဆက်ပြီးဖြစ်နေစေချင်ပါတယ်ငင်းခဲ့တာတော့ရှင်းနိုင်တော့ရီးသားမဟုတ်သေးလို့ပေါ့ရီးသားမဟုတ်သေးတော့မဟုတ်ဘူးလို့ငင်းတာပေါ့ဟုတ်မှမဟုတ်သေးတာအဲ့ဒါပါပဲတော့ကျွန်တော်ဘာမှမပြောချင်ခုနကမှဖုန်းပြောတာဆိုဘာမှမပြောချင်ရှင်းပြီးလေနိုင်ငံရေးအများကြီးပါလာပဲအဲ့လိုပါပဲကျွန်တော်ခုနကပြောသလိုပေါ့သွေးမတော်သားမဆက်တဲ့လူနှစ်ယောက်တော့ကျွန်တော်မှမဟုတ်ပါဘူးဘယ်သူမဆိုပေါ့နော်ဘာလို့လောက်ကင်နေပဲမဆိုဘယ်လိုအသက်ရွယ်ပဲမဆိုဘယ်လိုပြောမလဲသွေးမတော်သားမဆက်လူနှစ်ယောက်အတူတူစကားပြောကြမယ်ဖြတ်တန်းကြမယ်ဆိုရင်အဲ့လိုညှိယူရတာရှိမှာပဲအဲ့လိုနားလဲတယောက်နဲ့တယောက်နားလဲအောင်မျိုးရှိမှာပဲကျွန်တော်လည်းရှိရပါပေါ့ဒီလောက်ပါပဲအဲ့လိုပါပဲဟုတ်